နေရရပူတာနော်သူတို့လုံးဝထွက်မလာဘူးနော်စီအောင်နေဘူးထဲမှာညိုက်နေတာနော်ရွာသားတွေကတမုတ်တီးနေတာနော်နေဘူးထဲမှာလုံးဝထွက်မလာဘူးနော်ရွာသားတွေပြန်သူတို့တွေစောက်ဆက်ပွင့်မယ်ဆိုတဲ့ပုံစံနဲ့လုံနေတာနော်အဲ့လိုစောက်ကြောနဲ့လောက်လို့မရဘူးနော်ဟောမှာကြည့်လိုက်လုံးဝထွက်မလာတာဟောနောက်မှာကြည့်ဟောနောက်မှာတွေ့လားဟောနောက်မှာတွေ့လားစမိုင်းတော့ပြင်မောတယ်မရနေရပူတယ်ခလဲတွေရောပဲမကြောက်ว้าวลูกใจเนี่ยเนาะရောက်လာပါပြီเนาะဘယ်သူလဲဘလောပေါင်းစားပြီးခေါ်လိုက်လည်းမသိဘူးဟိုမှာနောက်ကဆံမကြီးနောက်ကဆံမကြီးဆံမကြီးတော့မိုးနေတော့ကြည့်တာအဲ့ဒါတိုက်ဦးကနေပြီးတော့ဒီကမှာကြောက်အောင်ကြတာကြောက်အောင်ဆံမိုင်းတော့ခင်မိုးနေတာဖွင့်ခိုင်းတာနော်အမကြည့်တာအဆက်မရှိတဲ့ရောက်ပါအဲ့ရောက်ကအဆက်ကိုလုံးဝမရှိတာမှကြောင်နေတာပါမကြည့်တာဒရာမာလည်းခလဲတော့သူရှင်းတယ်နော်အဲ့သူတို့အိမ်မှာသူရှင်းတယ်နော်လုံးဝသူရှင်းတယ်မှမမရှိဘူးဒါမဲ့သူတို့သူရှင်းတယ်နော်မကြည့်အဲ့ဒါဆံမိုင်းတော့ခင်မိုးနေနော်အမကြည့်အဲ့ဒါအဆက်မရှိတဲ့ရောက်တာတော့ခင်မိုးနေသူကဖွင့်ခိုင်းတာနော်အမကြည့်အဲ့ဒါအထဲမှာချားဆံမရတော့ရှိသေးရဲ့တိလားမကြမယူရဘူးမရှာဘူးလားအမဆမ်းမိုင်းတော့ခင်မိုးတွေပါအဲ့ဒါဆမ်းမိုင်းတော့ခင်မိုးနဲ့အရှိတော့ရောက်လာပါပြီနော်ဆရာမတို့လက်ပြလုံရတာရှင်ဆရာမတို့ဖျားငွေတွေနဲ့ရုံတက်နေရတာလက်ပြလုံသလားရှင်အဆမ်းမိုင်းတော့ခင်မိုးနဲ့နည်းနည်းတော့ထွက်လာပြီနော်နည်းနည်းអော်လိုက်တာထွက်လာပြီဘူးရမလာကြဘူးဘောက်ကတို့လေအေးဘောက်ကလေးကြောက်ဘာမှမကြောက်ပိတ်ထွက်ရမဟိုဟာကြီးတော့လော်ကြီးနဲ့ဟိုဟာကြီးထွက်ပြီးတော့အဲ့ဒါကြီးချအောင်မယ်စက်ပြတ်တွေအောင်မယ်အဲ့ဒါစိုက်ကြပါဒီမနက်ကကျမှရွာလက်မယ်ဒီဒီလေးလောက်ကိုတောင်းဆိုပါလို့ရှင်တရားမဝင်နဲ့ပြေးတဲ့လောက်ပါရောမိပြလုံးနဲ့ယူရဲရဲ့လားရှင်မရဘူးဘူးစက်ကြောင်း
ပြေးမှာပဲမြောက်မြောက်ကုန်လိုက်ကြတယ်ပဲပဲပြေးသွားမယ်အသားနဲ့ချက်တော့ဖြစ်ကြအောင်ဒီမှာနေကြလောပါပဲခွာနမခွာခုထွက်ဝင်းတော့မချက်ဘူးလားခွေးမရှာတာလားခွာခုထွက်မကြီးရွာသားတွေကိုပြန်လွတ်နေတယ်နော်ရွာသားတွေကိုပြန်လွတ်နေပါတယ်သူတို့တွေကလုံးဝမပြန်ပါဘူးမပိတ်မရှိမပြန်ဘူးလူကြီးတော့ညှိပြီးတော့နော်ရွာသားတွေကိုပြန်လွတ်နေရနော်သူတို့ကလုံးဝမပြန်ပါဘူးနော်ညီတယ်ဟဲ့လုံးဝထွက်မလာဘူးနော်မထွက်လာပဲကြောက်ပိတ်မယ်လို့ပြောပြီးတော့ရွာသားတွေကိုပြန်လွတ်ညာနော်လုံးဝမပြန်ပါဘူးနော်ရွာသားတွေကလည်းသူတို့ပိတ်ပြီးမှကြောက်ပိတ်ပြီးမှပြန်မှာနော်သူကပါတယ်ထွက်မလာဘူးကြောက်ပိတ်ပြီးမှပြန်တယ်ပြောညီလာဒါကရန်နေပူနေပြီနော်အဲ့ဒါကိုသူတို့ကလောက်ခိုင်းညာကျန်လူကြီးနဲ့နေပြီးတော့ပြောနေတာနော်ရွာသားတွေကိုပြန်ဖို့လုံးဝမပြန်ဘူးရွာသားတွေရတယ်နေရပူနေပြီရွာသားတွေညီတယ်ဟဲ့ဆိုတော့မသိပေမဲ့အနာဂတ်မှာဆရာမတို့ကလက်ညှိုးထိုးဝိုင်းပြောခံရမယ်ဆရာမတွေကနော်ဒီဆရာမတွေတော့CDMမလောက်တာမချက်ဘူးလားမသိဘူးဆရာမတို့ရဲ့တားဆီးမိသားအဖြစ်ပါပြောခံရမှာကြီးကိုတွေးကြည့်ပါဦးရှင်တောင်းဒီမှာဆန္ဒထွက်ပြနေတဲ့လူတွေအကုန်လုံးကသူ့အလုပ်နဲ့သူရှိပြီးသားပါနော်ဒါပေမဲ့ဒီလိုမျိုးလာစုနေတယ်ဆိုတာဆရာမတို့CDMမလောက်လို့တောင်းဆိုနေတာပါငြိမ်းချမ်းစွာနဲ့တောင်းဆိုနေတာလုံးဝမထွက်ဘူးနော်လုံးဝမထွက်တာကြည့်ရCDMလောက်ပေးဖို့အနူးတောင်းဆိုပါရဲ့ရှင်အခုထဲမှာဆန္ဒထွက်မပြနိုင်ရင်နေလို့ရပါတယ်ရှင်CDMလေးတော့လုပ်ပေးပါCDMမလောက်လို့လဲအမင်းကျွေးတာမဲ့လာစားမသေးကြပါဘူးရမယ်လာစားလဲဖျားငွေတွေပါCDMလောက်လို့လဲထမင်းမငတ်ပါဘူးရှင်ထမင်းငတ်သွားရင်တော့ရွာသားတွေကကျွေးထားလို့ရပါတယ်နော် CDM လောက်ဖို့ဘာရင်များအဲ့လောက်ဖောက်ခဲနေရလဲလို့မင်းကိုထောက်ပြသူရှင်ကျမတို့ရဲ့ပါသမီးရွယ်ကျမတို့ရဲ့လူသမားသမားရွယ်လည်းရှိတယ်ပေးသွားတဲ့အတက်ပေါင်းတော့မနေရဘူးနော်ဘာဖြစ်လို့လဲဘာဖြစ်လို့အဲ့လိုကြီးလုံနေရလဲဆိုစစ်အာဏာရှင်ကိုထောက်ခံနေလို့ပါကျမတို့CDMမလုံဘူးဆိုတော့စစ်အာဏာရှင်ကိုထောက်ခံနေရတဲ့အတူတူပါပဲနော်ကျမတို့စစ်အာဏာရှင်ကိုထောက်ခံလိုက်တယ်ဆိုတာနဲ့လူတွေတက်နေတာတနတ်တွေနဲ့ပြစ်တက်နေတာတွေကိုကျမတို့ကအားပေးအားမြောက်ရောက်ပါတယ်အဲ့ဒီနေရာမှာကျမတို့ရဲ့သားသမီးညီကိုမောင်နှမတွေသေသွားတဲ့လူတွေရဲ့နေရာမှာအစားထိုးပြီးသိကြည့်ပေးပါဦးCDM
မလို့တဲ့ကအဒူးအညွန့်တောင်းပုံပါရှင်တောင်းပြန်ဆက်ပြပြီးတော့ရှင်တောင်းရီကိုဆက်ပြတော့လက်ကမ်းပြီးကြုံနေမှာပါလို့အဲ့လိုမျိုးမထွက်ခဲ့ပဲနဲ့တနေ့ကုန်အဲ့ထဲမှာပဲကျောင်းလုံးလုံးနေမယ်ဆိုရင်တော့ဆရာမတို့ထွက်လာရင်အကောင်လုံးကလက်ညှိုးထိုးဝိုင်းကြောမျက်စောင်းထိုးအခက်မသိလို့တော့မထိန်နိုင်ရင်ဆရာမတို့တခုခုနဲ့ထားလို့တာဖြစ်နိုင်ပါတယ်နော်နေရရပူပြီးရမောနေမလောက်နိုင်တော့ဘူးတို့လုံးဝထွက်မလာဘူးကြည့်လားကောင်းထဲမှာနေနေလုံးဝထွက်မလာဘူးနော်ရောက်သွားပြီလားအနေရပူရတွေ့လားမလူကြီးတွေခလဲတွေခွိုင်းတွေရောပါနော်မခလဲငယ်တွေခွိုင်းတွေရောပါရဲ့ကြည့်မကြည့်ရပူရတော့ထွက်မလာဘူးလုံးဝထွက်မလာဘူးနော်နေရပူတော့လေမလုံနိုင်ကြတော့ဟိုမှာတော့အောက်နေတယ်မှာတွေ့လားနေရပူတော့ဆန္ဒမပြနိုင်တော့ဘူးလားကြာငွေရလေရပူတဲ့အခါကျတော့နေရပူတော့လူတိုင်းကမလုံနိုင်တော့ဘူးတွေ့လားအဲ့ဒီအချက်ကိုစောင့်ညာနော်ငါသားပြန်ရင်သူတို့စပ်ပွဲမဲ့ပုံစံနော်တွေ့လားခွားရီတော့လုံညာတွေ့လားခလဲတွေရောဆက်ပြောနော်ဆက်ကိုပြောလိုက်အောင်ပြောမင်းကဆက်ခံသွားရင်လည်းမချက်ဘူးလားဆက်တယ်ဆက်ပြောခဏထားလိုက်အောင်သူတို့မောနေပြီသူရင်ပြောဆက်ပြောပြောငါတို့တောက်ကြမလို့ပါဆရာမတို့ထွက်ပါလို့ရှိရင်ကျမတို့လည်းလူတွေနဲ့ပြန်လို့ဆရာမတို့တောက်ကြည့်ကြပါကျမတို့လာချက်ချက်ပါဆရာမတို့ကကျမတို့ပြန်မပြန်လို့ရှိရင်ဟိုဖောက်ခတ်တယ်ဒီဖောက်ခတ်တယ်ပြောကြတယ်သူတို့ပါပဲအချားတော့မကြောက်လို့အခုလိုမျိုးလမ်းနေရတာနော်လမ်းပေါ်မှာထွက်နေပြီးတော့အသေးခံတဲ့လူတွေကိုအာမနာပဲနဲ့ကျောင်းဟိုစီရီယာမလုပ်ဘဲနဲ့နေနိုင်နေတဲ့ဆရာမတွေအခုထိရုံးတက်နေတာ
မချက်ဘူးလားရှင်ကျမတို့ကရွာဝင်တာလောက်ပါနေရဖြစ်နေတာအရာပေါ်လို့စားတာလည်းဟုတ်ပါဘူးကျမတို့ကလေးတွေရဲ့နောက်လာနောက်ပါပြီးတဲ့အခါကျမတို့လုံးနေတာကျမတို့ခုထိုင်နေတာကျမတို့လည်း还拉着，还拉你那，拉你喂，拉你。ရဲလာလာကျောင်းသားတွေကတွဲတယ်နင်းပြီးတော့မှဆရာမတို့အိမ်ပြေကိုထွက်ခမှာဆိုရင်အဲ့လိုထွက်မှာလားဆရာမတွေကဘာနဲ့မပြောနဲ့မင်းမဆန်းရမ်းနေတယ်မင်းမပြောတော့မလုံးနဲ့လို့ပြောပါလားဟုတ်လက်တို့ဝိုင်းမယ်ဝိုင်းနာမရမှာလေလာရင်တို့ဝိုင်းမယ်လာပါစေကြိုက်တဲ့ရဲလာလာတယ်ကြိုက်တဲ့ရဲလာကဲအိုက်ဆာမတို့ဝိုင်းမယ်ရဲအိုက်ဆာမတော့ဝိုင်းဟုတ်မယ်ဘာလို့လဲလို့ရဲတယ်နော်နားရတာလေဒါကအိုက်ဆာမတော့လောက်တဲ့ဝန်ထမ်းတွေကပြည်သူဝန်ထမ်းတွေပါဒီဒီကမလောက်တဲ့ဆရာမများတော့အခုစစ်အာဏာရှင်အကျဉ်းဖတ်ဆရာကိုစုပ်ထားပြီးတော့လုံးလုံးနေတဲ့ဒီဒီကမလောက်တဲ့ဆရာမတွေကိုကျမတို့ရွာတွေလုံးဝအလုံးမရှိပါဘူးရှင်ဟုတ်ငါပြန်ပြီးတော့ဘုံအလို့ကျမတို့ပြန်ပြီးတော့နေရန်ပူတော့ခလဲတွေတော့ပြန်လွတ်နေရပါပြီเนาะဒီမှာเนาะသူတို့ရလုံးဝမထွက်ပါဘူးနေရအရန်ပူအဖွားကြီးတွေခလဲတွေရောရှိပါတယ်เนาะသူတို့ရလုံးဝထွက်မလာပါဘူးเนาะပြန်တော့မပြည့်ဘူးပြန်လာတဲ့ရဲလာနဲ့ចောင်းထဲကိုဝင်မယ်ចောင်းထဲကဆက်မတွေကိုဝိုင်းမယ်ဘယ်ရဲလာလားရဲလာလဲဆက်မတွေရှိဝင်ဝိုင်းမယ်လို့ပြောလောက်ပါနော်ရဲလာရင်ပေါ်ဆိုးမှာကြည့်လိုက်လောက်လိုက်ရဲရောက်လာရင်ပေါ်ဆိုးမယ်ဒီတောက်တရားတာမမုံနဲ့ဆက်မတွေခေါင်းပြသွားမယ်ဆန္ဒပြတာမလို့လားဆန္ဒပြတာလို့ပြောလိုက်ပြီးတာကျမတို့မလို့လားလို့ဆန္ဒပြတာဘယ်ရပဲခေါ်ရဲတယ်ပဲရင်ဆိုင်တယ်လို့ပြောတာရဲလာလာရဲလည်းရင်ဆိုင်တယ်လို့ဆန္ဒပြနေတာဘယ်တော့တဲ့တခါဒီကမျိုးတခါမတည့်ဘူးဒီဘောကနော်ပုံပြပါတယ်ဆန္ဒပြတယ်ဘိုးကလည်းအဲ့ဒါအပေါ်ရောက်လို့တော့
နောက်ကိုနည်းနည်းဆုပ်ပေးလိုက် နောက်ဆုံးပေးပါမယ်ရှင်အေးသေးစွာထွက်လာခဲ့ပါ နောက်နည်းနည်းဆုပ်ပေးလိုက်နောက်နည်းနည်းဆုပ်ပေးလိုက် ဒီလိုထွက်နေမဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် အနောက်ဆုပ်ပေးလိုက်နောက်ဆုပ်ပေးလိုက်အနောက်ကိုဆုပ်ပေးရိတ်ထောင်းနေလားရိတ်ထောင်းသွားမယ်လားနောက်ဆုပ်ပေးလိုက် တကယ်ထွက်လာပြီမှာ တကယ်ထွက်လာပြီကောင်းတာပေါ့ပြန်လာခဲ့ရိုက်တော့ပြန်လာနေ ဟောနေတော့ထွက်လာပြီလို့ဟောနေတော့ ရိုက်တယ်ညမလေးမကြဆုံးတော့ နာအေးတော်ချလို့မကြည့်ဆံမတွေထွက်လာတော့မယ်ဘာသားတွေပြောတာ哦ဆံမတွေထွက်လာတော့မယ် နောက်ကနေဟုတ်ပါဟိုကြားရတဲ့တော်တော် ဆံမတွေထွက်လာမယ်လို့တော့ပြောတယ်သိလားဆံမတွေထွက်လာမယ်လို့ရွာသားတွေနည်းနည်းနောက်ဆုတ်ပေးထားတယ်နော်ထွက်လာမယ်လို့တော့ပြောတယ်ခုချိန်ထိတော့ထွက်မလာသေးဘူးလူကြီးတွေအရင်လာတယ်ရှေ့ရနေပြီးတော့ငါလူကြီးတွေတော့ဒီမှာဆမ်နော်မျိုးပြားတဲ့လူပြမပြားတဲ့လူပြော အဲ့ဒါကျောင်းဆရာမကြီးတော့ခင်မုန်းတယ်လာပြီနော်ရှေ့ကနေပြီးတော့လာပြီကျောင်းဆရာမကြီးတိုက်ဦးကနေပြီးတော့လာကြတိုက်ဦးမျိုးကကြတဲ့ဆရာမကြီးတော့ခင်မုန်းတယ်နော်သူကတော့တရားမဝင်ကျရှင်လက်သိနေနော်ကျောင်းမှာဆရာမကြီးအဲ့ဒီဆရာမကြီးတော့ခင်မုန်းတယ်ပါဆရာမမျိုးရုပ်အဲ့ဒါတော့ခင်မုန်းတယ်စီရီယာမဝင်မဲနဲ့ကျောင်းဖွင့်ခိုင်းတယ်ဆရာမကြီးတော့ခင်မုန်းတယ်တိုက်ဦးမျိုးကပါတိုက်ဦးမျိုးကဆရာမကြီးတော့ခင်မုန်းတယ်ပါဆရာမကြီးတော့ခင်မုန်းတယ်ပါဆရာမတော့ခင်မုန်းတယ်ကျရှင်မတင်ရပဲကျရှင်တင်တဲ့ဆရာမတော့ခင်မုန်းတယ်အเจ้าမအလုပ်လုပ်ပြီးနောက်မှကျရှင်တင်တာနော်ဆရာမကြီးတော့ခင်မုန်းတယ်ဆိုတာအဲ့ဒါအเจ้าဆရာမကြီးသူ့ပွင့်ခိုင်းလို့ဖွင့်ရတာနော်ရွာလူတွေဒီဆရာမအဲ့ဒါကိုတိုက်ပါဒီဆရာမနာမည်တော့မသိပါဘူးဘယ်ဟာဆရာမဒီဆရာမနာမည်တော့တခြားတော့မသိဘူးเนาะညီမတို့ကလည်းဒီเจ้าမှာငယ်တော့တက်ခဲ့တာအခုကတော့เจ้าနေလည်းပြီးပြီဆိုတော့ညီမလည်းအဲ့ဆရာမအဝါခွန်းနဲ့ဆရာမအဝါခွန်းနဲ့ဆရာမကြည့်ရွာသားတွေကိုပြောနေတာကြည့်ရင်းနဲ့ပြောနေတာကြည့်ခင်မောလာတယ်ငါဘာနဲ့ဆရာမဘူးတော့အဲ့ဆရာမဝါနဲ့ဆရာမ6တန်းတင်တာကိုပြောအလယ်တန်းပြဆရာမဖြစ်မယ်သိလားညနေပြောင်တိုက်ပြီးလာတာနော်ဒီဆရာမတော့ခင်မုန်းနဲ့ကျောင်းဆရာမရဖွင့်ခိုင်းလို့လာလောက်တာဆရာမတွေကတော့နော်ဒီကျောင်းဆရာမရဖွင့်ခိုင်းတာပါဒီကျောင်းဆရာမရဖွင့်ခိုင်းတာဒါဆရာမတော်ဝီလျံချိုအဲ့ဒါဆရာမတော်ဝီလျံချိုနော်သူကအလယ်တန်းပြဆရာမပြောင်းသွားပြီနော်ကျောင်းတော့လေချာဖတ်ကောင်းတယ်ဆရာမတော်ဝီလျံချိုဆရာမ
呀，咱某那边地有电论呀，对了。哎，咱某地，抓了呀了，我们抓野了，抓的也变了喏，抓了呀了，我们抓野了，抓的也变了嘛，什么的。嘛就先变了苗是吧？对吧嘞喏，对呀，咱那变了吧喏。妈妈，咱妈为啥说那个那个哟？咱没记住了喏。ရပါပြီအခုတော့ဆရာမကြီးလည်းပြောင်းသွားပြီဆိုတော့နော်ညီမလည်းတော်တော်အတန်းနာနေပါပြီအဲကြောင့်မလို့လိုက်လဲလွင့်တာလည်းရက်လိုက်ပါတော့မယ်နော်ပြီးပါပြီရွာမှာလည်းအခုမှကျောင်းလေးပိတ်ပြီးခြင်းနဲ့မကြည့်ကျောင်းလေးပိတ်ပြီးတာပြပြီးတယ်နော်ညီမလည်းအတန်းလေးလည်းတော်တော်နာနေပါပြီဒီမှာတမီးတို့ကျောင်းလေးပါဒီကျောင်းလေးပါဒါဒီကျောင်းလေးကိုထူကိုရဆောက်ထားပါနော်ဒါနော်အစိုးရချပြီးတဲ့ကျောင်းလည်းမဟုတ်ပါဘူးကိုထူကိုရဆောက်ပြီးတော့အစိုးရကိုအပ်ထားတဲ့ကျောင်းပါနော်ရွာသားတွေရဲ့ဘုံကြီးကောင်းမှုကြောင့်ကိုထူကိုရဆောက်ထားတဲ့ကျောင်းမှာနော်ဒီလိုဖြစ်လာအစိုးရဆောက်ပေးထားတဲ့ကျောင်းမဟုတ်ပါဘူးနော်ရွာသားတွေကကိုထူကိုရဆောက်ပေးထားတာဘုံကြီးကောင်းလို့ရွာသားတွေကိုဆောက်ပေးထားတဲ့ကျောင်းလေးခြံစည်းရိုးလေးနဲ့နော်တကားဘာလို့မပိတ်သေးရလဲတကားပိတ်မလဲမြေကြီးနဲ့ပေါက်ချလိုက်မှရမှာကျောင်းတကားပိတ်ရမယ်လေဟောက်ပြန်တော့မကြည့်ကျောင်းတကားတော့ပိတ်လို့မရလို့တဲ့ကျောင်းတကားတော့မပိတ်ပါဘူးမကြည့်သူတို့ထပ်လာလို့ရှိရင်တော့ထပ်ပြီးတော့လောက်ရမှာမကြဒီကျောင်းလေးဒီလိုဖြစ်လာအောင်နော်ဆရာတော်ရွာဆောင်ကျောင်းဆရာတော်မကြမကြဦးတန်းတို့တော့လောက်လေဒီမှာတကားဘာလုပ်လဲတော်ပေါက်ပြားလို့မရဘူးအများကြီးပေါ့မှာနေဒီကောင်ဒါကြီးကုန်းပေါ့မှာတခါလေးပိတ်ရှာပြီအကောင်လုံးတော့ပဲရမလဲဘယ်ဟုတ်မလဲပိတ်ပါဟာတခါလေးပိတ်ပါဟာပေါက်ပြား5ပေါင်ကလုံးတောင်တော့တစ်ချက်ပေါက်လာရပြီအဲ့လေဒီเจ้าလေးကနော်အစိုးရစောက်ပေးရလည်းမဟုတ်ပါဘူးနော်ရွာဆရာတော်ဘုန်းကြီးဦးစောတိကစောက်ပေးထားတဲ့เจ้าလေးနော်စောက်ပြီးတော့မှနိုင်ငံတော်ပြန်လှူထားတဲ့เจ้าလေးနော်အရင်တော့ဆို4တန်းနေပြီးတော့4တန်း5တန်း6တန်း9တန်း10တန်းအလယ်တန်းထိတော့ကြာပါပြီနော်9တန်း10တန်းလည်းတင်ပါတယ်နော်ဒီเจ้าကအဲ့ဒါကိုထူကိုတာစောက်ပြီးတော့အစိုးရအပ်ထားတဲ့เจ้าလေးအဲ့ဒါတော့သူကစီရီယယ်မဝင်မဲနဲ့เจ้าအောင်လာဖွင့်တာပါနော်အဲကြောင့်မို့အခုတော့ဆရာမတွေအကုန်လုံးပြန်သွားပါပြီအခုရွာသားတွေလည်းတကားပိတ်ဖို့လုပ်နေပါပြီတကားပိတ်ဖို့ရွာသားတွေလည်းလုပ်နေပါပြီတကားပိတ်ပြီးအကုန်လုံးပြန်ကြမှာပါနော်ဒိုင်ဦးကဆရာမတော်ခင်မိုးနဲ့နော်ဆရာမနာမည်ကကျောင်းအောင်ဆရာမကြီးသူကဖွင့်ခိုင်းတာနော်ကျောင်းအောင်ဆရာမကြီးတော်ခင်မိုးနဲ့ကဖွင့်ခိုင်းတာနော်ကျောင်းအောင်ဆရာမကြီးတော်ခင်မိုးနဲ့ရုပ်ကိုကြည့်ထားပါသူကလုံးဝစီပြန်မဝင်ပါဘူးနော်